တက်မှာစွကြည့်ပါအောင်ဗျာဩဘာသာစာအုပ်ပိတ်နေစာအုပ်ကြည့်ရတော့ဘယ်လိုဆိုရတာပေါ့ဟုတ်တယ်ဆိုဟာဆရာကြီးနော်ဟုတ်ပါလားသူပြဆန်ကွာသူကတပုတ်ထဲမယ်နှစ်ပုတ်ဆိုပြလေဒုက္ခတန်တွေနေရာလေးစပြီးတော့ဒုက္ခတန်တွေနေရောရအောင်ပါအေးရဘယ်နဲ့နာမလားပြောပြနေဆိုနေတာနာမလားဆက်ဆက်နဲ့ပေါ်လို့နာမလားဟာဆရာကြီးဗျာဒီနေ့ကြမှာဝိတ္တရာဘာတော့တန်ဝဲလေးရတယ်ဟာဝိတ္တရာစုပြကြတယ်စုပြသားမဝိတ္တရာပဲအတထွက်သလားမင်းသားတန်ဝဲနေတယ်တော့ဘယ်ဟာနော်ကဲပြန်အောင်သာစုပြသားပြန်အောင်သာရပါတယ်နော်ဆရာကြီးဟုတ်ပါပြီနော်ဟမ်ခင်မအောင်လားဒီရှင်နာပါဒီရှင်နာပါဒီလိုကိလာလားဆိုရမင်းသားတွေကကွယ်နေတယ်ဟာဆရာကြီးတွေပဲဗျာနော်ဝဲဘယ်လိုကွာဝဲဘယ်တကဆိုကြတော့ကွာဘယ်အောင်ဟာအာစာရာဆိုတာကြာလာရအာစာရာဆိုမှမဆိုလည်းမရသေးဘူးကဲအာစာရာမရဘူးကလောက်ဆရာတော်ကြီးပိုးစားတော်ကြီးမနောတာတော်ဒီကဟာဆရာကြီးတွေပဲနော်တော့ပါရပါဗျာနောက်လို့နောက်ပေါ်နောက်ရစာချထားလိုက်မယ်နော်နောက်ရစာချထားလိုက်မယ်တပည့်တို့ဒါတော့ပါဠိပြီးပြီနော်ပါဠိပြီးတပည့်တို့အလက်သွားကြအောင်အလက်ကဘုရားဝါရတော့တက်ပါစာမျက်နှာ29တက်မှာစာမျက်နှာ29ပါဠိလေးဖတ်ကြည့်ဗျာတထာဒုရိယဇာလေးကစိတ်တေသူဝိတကဝိသတက်မှာအဲ့ဒီဟာကိုဟိုအပေါ်မှာစတ္တိတဓမ္မသင်္ကံကိစ္စံဒီတွေ့လားအပေါ်ကစာကြောင့်တွေ့လားစတ္တိတဓမ္မသင်္ကံကိစ္စံဒီတွေ့လားအဲ့ဒီ36ပါးထဲမှာတဲ့ဝိတ္တနှုတ်လိုက်လို့ရှိရင်ဘယ်နှပါးပါမှာဘယ်နှပါးကျန်မှာတော့ဘယ်နှပါးကျန်မှာတော့35ပါးကိုပါဠိလိုပြောမှာတော့ပေစတ္တိတဓမ္မအဲ့ဒါဆိုတော့တပည့်တော်ကအဲ့ဒါလေးကိုပြင်လိုက်မယ်ပေစတ္တိတဓမ္မသင်္ကံကိစ္စံဒီဘယ်လိုပြင်ရမှာတော့ပေစတ္တိတဓမ္မသင်္ကံကိစ္စံဓမ္မအဲ့ဒါဒုတိယကြောင်းလိုက်ပါဘယ်လိုလိုက်မှာတော့ဒုတိယကြောင်းလိုက်ပါသွားပေါ့လားကဲအားလုံးတပည့်တော်နေတရားဆိုတော့ခဏတော့တပည့်တော်နေတရားကြည့်တယ်ဟုတ်ပဲသွားပေါ့လားတာပါဠိလိုပြစီပါတထာဒုတိယဇာတိကစိတ်တေသူတထာဒုရိယဇာတိကစိတ်တေသူဝိတကဝိသဟိုလိုက်တဲ့ပါဠိရောဆိုလေပေစတေတဓမ္မဧကကိစ္စံဒီခဏလေးကိုဆရာတော်တို့တပည့်တော်နေတရားပဲအားရလို့လည်းမသိအောင်တွေ့
ကဲရပြီဆိုကြအောင်တထာထုအတုဒုတိယဇာနိကစိတ်တေတုဒုတိယဇာနိရှင်သောလောကရာစိတ်စေကုတို့နာဒုတိယဇာနိကစိတ်တေတုဒုတိယဇာနိရှင်သောလောကရာစိတ်စေကုတို့နာကိုကဘယ်စိတ်ကိုတင်းနေအောင်လောကရာစိတ်ကိုတင်းနေတာမဟုတ်လားလောကရာစိတ်ကိုတင်းနေတာမဟုတ်လားအဲ့ဆိုတော့ဒုတိယဇာနဲ့ရှင်သောလောကရာစိတ်စေကုတို့နာဒါမှဟုတ်ပြီနော်ဒါကဝိတကဝိဇာလောကုတ္တရာပထမဇန်ရှင်ခါနော်ဟုတ်ပြီဝိတကဝိဇာဝိတတိကျေအကုန်သောသေသတိတာဘယ်နှပါတော့35ပါးကုန်သောဓမ္မာအဲ့ဒါဓမ္မာဖို့ပေါ်နေလိုက်မှာနော်ဆိုကြည့်ပါဆိုကြည့်ပါမနေ့ဆိုပြီးသားပဲဓမ္မာသင်္ကေတောတိတေကဟံရေတွယ်ချင်းသောဝါရေတွယ်သည်အပြည့်သောဝါပေါင်းခြင်းသောဝါပေါင်းသည်အပြည့်သောကိစ္စတိရောက်ကုန်၏တမပြဆိုအောင်ဗျာတထာတုအတုဒုရိယဇာတိကစိတ်တေတုဒုရိယဇာတိရှင်သောလောကရာစိတ်စေကုတို့နာဝိတကဝေသာဝိတတိတိယကုန်သောသစ္စာဒိတာ35ပါးကုန်သောဓမ္မာစေတသိက်တို့သည်သေကရေတရှင်သောဝါရေတတိအပြည့်သောဝါပေါင်းခြင်းသောဝါပေါင်းသည်အပြည့်သောကိစ္စတိရောက်ကုန်၏ကြားပါမလားသို့သောသောဗနာပြုံးပြင်းရပါတယ်ပြန်လည်းပြောသေးသို့သောနာနာမလားဆိုနာနာမလားပြုံးပြင်းလည်းရတော့တယ်ဓမ္မာစေတသိက်တို့သည်ရေတချင်းတို့ဝါရေတွဲသည်ဖြစ်တို့ဝါနော်ကြားရတူရတာပညာဝန္တပညာဝန္တစာအုပ်ပိတ်တထားတော့ဒုတိယဇာတိကစိတ်လေးသူလေဆရာကြီးရနော်